ဒုံးပြန်အင်ဂျင်ရဲ့မှုတ်ထုတ်တဲ့အပိုင်းဟာဒီဂရီ3000ကျော်တဲ့အပူချိန်ကိုခံနိုင်ပြီးမပျက်စီးရတာလဲဆိုတာရှင်းပြပေးပါမယ်ခင်ဗျာဒီအပူချိန်ဟာတန်မဏိကိုတောင်အရေးပြောသွားစေနိုင်ပါတယ်ဒုံးပြန်အင်ဂျင်ပေါ်ကနီကယ်အလွိုင်းဒါမှမဟုတ်ကျွေထည့်ချက်ပေါင်းပစ္စည်းတွေဟာအလုံးမြင့်မားတဲ့အပူချိန်ကိုခံနိုင်အောင်ဒီဇိုင်းထုတ်ထားတာပါဒါပေမဲ့ဒီပစ္စည်းတွေကြီးတက်တက်နဲ့တော့မလုံလောက်သေးပါဘူးတကယ်လျှို့ဝှက်ချက်ကတော့ regenerative cooling လို့ခေါ်တဲ့ပြန်လည်အေးခံနည်းပညာပဲဖြစ်ပါတယ်ခင်ဗျာရိုးရှင်းအောင်ပြောရရင်လောစာစီကိုအေးခံရည်အဖြစ်အသုံးပြုတာပါမှုတ်ထုတ်တဲ့အပိုင်းအတွင်းပိုင်းမှာရှိတဲ့တင်းငယ်တဲ့ပိုက်လိုင်းတွေကိုအနှုတ်ဒီဂရီ200ရှိတဲ့အရည်ပြန် liquid hydrogen တွေကိုစီးဆင်းစေပြီးမီးတောက်နဲ့နေရန်ကြားမှာကြားခံအေးလွှာတစ်ခုကိုဖန်တီးထားတာပါဒါဟာဒုံးပြန်မှုတ်ထုတ်တဲ့အပိုင်းမှာအေးခံနိုင်တဲ့အင်ဂျီကိုဝစ်ဆင်ထားသလိုမျိုးပါပိုပြီးအံ့ဩဖို့ကောင်းတာကမီးစတင်လောင်ကျွမ်းတဲ့အခါလောင်စာစီတွေဟာပိုက်နိုင်ရန်မျက်နှာပြင်မှာငွေရည်ဖွဲ့ပြီးမျက်စိနဲ့မမြင်နိုင်တဲ့အမြင်ပါတစ်ခုဖြစ်လာပါတယ်ဒါဟာဒီဂရီထောင်ပေါင်းများစွာရှက်ဒီတဲ့မီးတောက်နဲ့တပ်တုနေရန်ကိုအပိသက်ခွဲခြားပေးထားတာပါတချို့ဒုံးပြန်တွေမှာတော့မီးလောင်ခံနိုင်တဲ့ပစ္စည်းတွေကိုအသုံးပြုပြီးအဲ့ဒီပစ္စည်းတွေမီးလောင်သွားတဲ့အခါမှာလည်းအပူတွေကိုတည်ဆောင်သွားပါတယ်ဒါကြောင့်ဒုံးပြန်ရဲ့မှုတ်ထုတ်တဲ့အပိုင်းကိုယ်တိုင်ကမီးခံနိုင်တာမဟုတ်ပဲသူ့ရဲ့နောက်ွယ်ကအင်ဂျင်နီယာပညာရက်တွေကသူ့ကိုအေးမြအောင်အသေးအတန်လုပ်ပေးထားတာပါ